ကျမဘလို့ကြောက်ကက်ကိုဘယ်ကနေစစီရလဲဘလို့ကြောင့်မို့စေးဖို့အတွက်ကိုတီးရလဲဆိုမှမေးကြပါတော့အဲ့လေးကိုပြန်ဖြေပြပါမယ်ကျမကသွေးအားကိုစစ်လိုက်တဲ့အချိန်မှာသွေးအားခုနှစ်ပဲရှိရခုနှစ်ပဲရှိတော့ကျမတို့နေမှာပေါ့နော်စေးရုံကဆရာဝန်ကျမအဲ့ဆေးစာရွက်လေးကိုတွားပြတဲ့အချိန်မှာအဲ့ဆေးဆရာဝန်ကနေပြီးတော့သူကသွေးအားရန်နေနေတယ်တဲ့သွေးနှလုံးသွေးမိမယ်ဆိုတော့ကျမကလည်းသူကဆရာဝန်ဆိုတော့ကျမကလည်းယုံကြည်အားကိုးရလေနော်နဲ့တွေးမယ်ဆိုပြီးတော့ဆေးရုံကိုသွားတော့ခါကျတော့သူကနှလုံးစတိုက်တွေးမိမယ်ကျမလည်းနားမလဲဘူးဆရာဝန်လုပ်လို့မရခံရတာပေါ့နော်ပထမတစ်လုံးကိုတွေးပြီးတော့နောက်တစ်လုံးတွေးတဲ့အချိန်မှာနောက်တစ်လုံးကတော့တစ်လုံးနဲ့တစ်ဝက်ပဲတွေးရတဲ့အချိန်မှာကျမအရန်မောပြီးတော့လေအောက်ဆီဂျင်တွေပါလိုလာတာပေါ့နော်အဲ့လိုပထမကျမစီးစိတ်က1330ပဲရှိတာဒါပေမဲ့ဆေးရမယ့်အချိန်တော့ရောက်နေပေါ့နော်အဲ့ဒါသူသွေးကျွေးလိုက်တဲ့အချိန်မှာစီးစိတ်က2200တော့ဖြစ်သွားတာချက်ချင်းတက်သွားအသက်ရှူတွေကျက်ပြီးအောက်ဆီဂျင်တွေတက်အဲ့လိုလုပ်ရတာပေါ့နော်ဝင်းနေလဲသွားချမ်းပြားတွေလဲတက်ဆေးရုံပေါ်ပါလေအဲ့ဒါကျမဆေးရုံက3ရက်ကြာတယ်အဲ့ဒါကျမညီမကနေပြီးတော့ရန်ကုန်မှာပြနေကြပါရဂူဖုန်းဆက်လိုက်တဲ့ခါကျတော့ဘလူးခွင့်ပြုချက်နဲ့တွေးတာလဲဘလူးကတွင်းခိုင်းတာလဲပေါ့နော်ကြောက်ကက်မဆေးရသေးရင်တွေးလို့မရဘူးအဆင့်လေးဓမ္မတွေအဆင့်လေးကြောက်ကက်မဆေးရသေးလို့ရှိရင်သူကတွေးလို့မရဘူးကြောက်ကက်ဆေးပြီးမှပဲတွေးလို့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးစိုးစိုးဝါးဖြစ်တော့ရန်ကုန်ကိုအမြန်ဆုံးလာခဲ့ပါဆိုပြီးတော့ကျမတို့ခေါ်တယ်ပေါ့နော်အဲ့ဒါနဲ့ကျမတို့ကလည်းရန်ကုန်အမြန်ဆုံးလာခဲ့တယ်အဲ့အချိန်မှာတွေးစစ်လိုက်တဲ့အချိန်မှာတွေးရ2200ဟိုစီးစိတ်က2200တက်နေပြီပေါ့အဲ့နဲ့ဆရာကြီးချက်ချင်းပဲရင်ဘက်ကနေဖောက်ပြီးတော့အမှပိုက်ထည့်ပြီးတော့အဲ့ကနေစစီတာပဲအဲ့ဒါအခုကြောက်ကမစေးရသေးပဲနဲ့တွေးလို့ရလားမရလားဆရာကအဲ့ဒီစေးရုံအုပ်ကလုံးဝသူမသိဘူးသူကအထွေထွေပဲရတယ်ဖျားတာတော့ပဲကုတတ်တဲ့ဆရာဝန်ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒါသူလုံးဝမသိဘူးကျမအဲ့တွေးလိုက်တဲ့အချိန်မှာကျမဆိုလို့ရှင်လေလုံးဝလမ်းမလျှောက်နိုင်တော့ဘူးရှောက်တွေလည်းပြော့ပြီးတော့လေမထောက်နိုင်တော့ဘူးချမ်းပြားတွေတက်ဝင်းနေရှော့အဲ့လိုမျိုးတွေဖြစ်တာအဲ့လိုဖြစ်တာပေါ့နော်အားကြောင့်ဆရာဝန်တွေကိုလည်းအပြည့်အဝမယုံကြည်ကြနဲ့ကိုကကြောလေဘာဖြစ်ဟိုသူတို့ဆရာဝန်ဆိုတော့ကိုကအပြည့်အဝယုံကြည်ပြီးတော့ပထမတစ်ချိန်တုန်းကလည်းဆရာဝန်ယုံကြည်လို့ဖြစ်တာအခုဒုတိယမှာလည်းကိုပြနေကြဆရာဝန်မဟုတ်ဘဲနဲ့သွားပြီးတော့အာကိုမိတဲ့အတွက်ကိုဒုက္ခရောက်တာပေါ့နော်အားကြောင့်မလို့တခုကျမရေတခုဖြစ်ပြီဆိုလို့ရှိရင်လည်းကိုကဘာယောဂဆိုတာအတိအကျသိရပြီဆိုလို့ရှိရင်သက်ဆိုင်ရာပါရဂူကြီးနဲ့ပဲပြသိချင်တယ်ဟိုပြီးဆရာဝန်တွေဟိုပြဒီပြအဲ့လိုလည်းမပြသိချင်ဘူးတယောက်ဆိုတယောက်တည်းပဲပြသိချင်တယ်ပေါ့နော်